ဒီနေ့ဆိုရင်နိုရာလေးကိုဖြည့်ဆွတ်စာကျွေးတာ20ရက်မြောက်နေ့ရှိပါပြီဒီနေ့မှာတော့ကလေးလေးကိုထမင်းရယ်ရွှေဖယုံသီးရယ်ဂေါ်ဘီရယ်မုံလာဥနီရယ်စက်သားရယ်ကိုကျွေးဖြစ်ပါတယ်ဂေါ်ဘီကတော့အစာအသစ်အနေနဲ့ထပ်တိုးပြီးတော့ကျွေးထားတာ2ရက်မြောက်နေ့ဖြစ်ပါပြီကလေးလေးတွေကိုအစာအသစ်တစ်မျိုးတိုးကျွေးတိုင်းမှာတဲ့မတဲ့3ရက်တိဆိုင်းရမှာဖြစ်ပါတယ်ရှင်ကလေးလေးရဲ့အစာအသစ်ဖြစ်တဲ့ဂေါ်ဘီကပေါ့နော်အရန်ကိုချိုတာကြောင့်ကလေးလေးရဲ့ထမင်းကအရန်ကိုမှရတာရှိပါတယ်ဒါကြောင့်မလို့လေနိုရာလေးကသူ့ရဲ့ထမင်းကိုထုံးစံတိုင်းပဲကုံအောင်စားပေးပါတယ်ရှင်ကလေးလေးကိုဗိုက်တာမင်စုံအောင်လို့ပြင်ဆင်ကျွေးမွေးသလိုနှုတ်တိုက်မိခင်ဖြစ်တဲ့နိုရာလေးမမကလည်းပဲဗိုက်တာမင်စီကိုစုံအောင်လို့ပေါ့နော်တနိုင်တလောက်စားပေးပါတယ်ဘာလို့လဲဆိုတော့နှုတ်ကနေတဆင်ပေါ့နော်ကလေးလေးစီကိုအာဟာရဓာတ်တွေကသွားမှာမို့လို့ပါဒီနေ့တော့နိုရာလေးမမကကလေးလေးအတွက်ပေါ့နော်ဗိုက်တာမင်စီစုံအောင်လို့အများကြီးစားလိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်